အပိုင်း7အတိတ်ဤအရေးနှင့်ဘဝတစ်မင်းခန့်ကွယ်လွန်သွားခဲ့တာ3နှစ်ခန့်ကြာခဲ့ပါပြီအချိန်တွေပြောင်းလဲသွားပေမဲ့ဟန်နီချိုရဲ့နှလုံးသားထဲမှာတော့မင်းခန့်ကမနေ့တနေ့ကလိုပဲရှိနေသေးပါဟန်နီချိုဟာသူမရဲ့ချမ်းသာတဲ့မိဘတွေနဲ့အဆက်အသွယ်ဖြတ်ပြီးမင်းခန့်ရဲ့အမေနဲ့ညီမလေးမိဖြူလို့ရှိရာကျူးကျော်ရက်ကွက်ကအိမ်လေးမှာပဲအခြေချနေထိုင်ခဲ့ပါတယ်။သူမဟာအရင်ကလိုနုနုနယ်နယ်တထေးသမီးလေးမဟုတ်တော့ပါဘူး။မင်းခန့်ရဲ့မိသားစုကိုလှုပ်ကြွေးဖို့အတွက်ကိုယ်တိုင်အလုပ်စူးစမ်းနေတဲ့မျိုးသမီးတစ်ယောက်ဖြတ်ဖြစ်လာပါတယ်မမဟန်နီ။ခမင်းစားရအောင်လေမိဖြူလေးရဲ့ခေါ်တန်ကြောင့်ဟန်နီချိုအတွေးထဲကနေနိုးလာပါတယ်။မိဖြူဟာအခုဆိုရင်စေရန်ကျောင်းသူလေးဖြစ်နေပါပြီ။ကိုကြီးမင်းခန့်ရဲ့ဆန္ဒအတိုင်းဆရာဝန်မလေးဖြစ်ဖို့စူးစမ်းနေတာပေါ့အေးပါမိဖြူရဲ့အမေရောနေကောင်းရဲ့လားအမေကတော့အိပ်ပျော်နေတယ်မမဒါနဲ့ဒီနေ့ဟိုလူကြီးထက်ရောက်လာပြန်တယ်မိဖြူပြောတဲ့ဟိုလူကြီးဆိုတာကတော့ဟန်နီချိုရဲ့ဖခင်ဦးထွန်းရှိန်ပါသူဟာသမီးဖြစ်သူကိုအိမ်ပြန်ခေါ်ဖို့ခဏခဏလာတတ်ပေမဲ့ဟန်နီချိုကတော့ခါခါတီးတီးညင်းဆိုခဲ့ပါတယ်သမီးနင်ဒီလိုဆင်းရဲတဲ့နေရာမှာဘလောက်အထိနေနိုင်မှာလဲအိမ်ပြန်လာခဲ့ပါနင်လိုချင်တာမှန်သမျှဖေဖေအကုန်ပေးမယ်လို့ဦးထွန်းရှိန်ကပြောတဲ့အခါဟန်နီချိုကသူမရဲ့လက်မှာဝတ်ထားတဲ့မင်းခံပေးခဲ့တဲ့ရွှေလက်စွပ်ကလေးကိုကင်ပြီးပြန်ပြောလေးရှိပါတယ်ဖေဖေပေးတဲ့ရွှေရည်ငွေတွေကဟန်နီကိုမပျော်ရွှင်စေခဲ့ဘူးမင်းခံပေးခဲ့တဲ့ဒီလက်စွပ်ကလေးကမှဟန်နီဘဝအတွက်တကယ်တန်ဖိုးရှိတာဟန်နီဒီမှာပဲနေပါမယ်ဒါမင်းခန့်ရဲ့မိသားစုဟန်နီရဲ့မိသားစုပဲဒါပေမဲ့ကံကြမ္မာကဟန်နီချိုကိုထပ်မံဆန်းသက်လာပြန်ပါတယ်။အဲ့ဒီရက်ကွက်ကိုအစိုးရကဖျက်သိမ်းပြီးစီမံကိန်းလုပ်တော့မယ်ဆိုတဲ့သတင်းတွေထွက်လာပါတယ်။မင်းခန့်ရဲ့အမေနေမကောင်းဖြစ်နေတဲ့အချိန်မိဖြူကျောင်းဆောင်မွေးပွဲနီးနေတဲ့အချိန်မှာအင်ဂျီမဲဖြစ်မဲ့အနေရကဟန်နီချိုတို့စီကိုရောက်လာပါတော့တယ်။ကြော်စွာကတော့မင်းခန့်ကိုစားဟန်နီချိုတို့ကိုအမြဲလာကူညီပေးနေသေးပါဟန်နီ။ငါတို့တိုက်ပွဲဝင်ရအောင်မယ်ထင်တယ်လို့ကြော်စွာကဆိုလာပါတယ်။